္ဂလာပါရှင်ခေတ်သစ် news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားပါမယ်ရှင်ပထမဆုံးဒေါ်လာတန်140ဖြင့်တရုတ်သည်စေကောင်းဆောင်ကိုအိတ်ကတ်တဲထည့်နိုင်ခဲ့သည့်သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်မင်းအောင်လှိုင်သည်တိုင်ပြည်အုပ်ချုပ်နိုင်သည့်အရေးအချင်းဟူသောတစက်မြမရှိဘဲ9နှစ်ကျော်အာဏာကိုစုပ်ကိုင်းလာခဲ့ရမှတဆင်တက်ကရွေးကောက်ပွဲဆိုတီကိုဖန်တီးပြီးယခုအခါပြည်ချင်းရှိပြည်သူရင်ပြင်ခန့်မှ၏ကော်ဇော်နီဘော်တွင်ရှောက်လန်းခွင့်ရသွားပြီးဖြစ်သည်ဟုအမေရိကန်ဩဇာတက်ကီမှကြီးမားလာသော Foreign Policy Magazine ကြီးကမြန်မာ is what happened when China failed at Booking ခေါင်းစဉ်ဖြင့်ယခုလိုရေးသားလာခဲ့သည်ကိုကောက်နှုတ်ဖော်ပြသွားပါသည်သို့သောပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသားများနှင့်ဒေါ်လာရင်းအားစုများအတွက်မူဘာမှပြောင်းလဲသွားခြင်းမရှိသလိုစစ်ပွဲသည်လည်းပြီးဆုံးမသွားသေးပါဘူးဤဖြစ်စဉ်သည်အနောက်အုပ်စုကလစ်လျူရှုစွန့်ခွာသွားခြင်းနောက်ဆက်တွဲပိဆက်ရမှုများကိုပြသနေသည့်စောစီစွာထွက်ပေါ်လာသောတာရကတစ်ခုအဖြစ်သင်ခန်းစာယူစရာဖြစ်နေပါသည်ဤရွေးကောက်ပွဲကိုတရုတ်နိုင်ငံကနောက်ွယ်မှပံ့ပိုးကူညီခဲ့ခြင်းဖြစ်ပြီးရိုးရာအစဉ်လာအနောက်နိုင်ငံမိဖက်များက၎င်းတို့ပါဝင်ပတ်သက်မှုများကိုရုပ်သိမ်းသွားသည့်အခါမျိုးတွင်တော့မတည်မငြိမ်သောသို့မဟုတ်ပျက်စီးယိုယွင်းနေသောနိုင်ငံများ၏ဘီဂျင်ကမိတို့ပုံစံဖြင့်ဝင်ရောက်ဗျူဟာခင်ကစားလေးရှိသည်ကိုတည်တည်ပြလိုက်ခြင်းဖြစ်ပါသည်တရုတ်၏ဂျာဝင်စုဖတ်မှုများသည့်နိုင်ငံသားများ၏လိုလားနေသည့်တရားမျှတမှုရှိသောငြိမ်းချမ်းရေးမျိုးရရှိရန်ဆိုသည့်ဆန္ဒကိုဂရုစိုက်မှုလုံးဝမရှိဘဲ၎င်းတို့၏ကိုယ်ပိုင်နယ်စပ်ဒေသများ၏ယင်းနှိမ့်ညွတ်မှုများကိုကာကွယ်ရန်အတွက်သာရည်ရွယ်ပြီးနိုင်ငံရေးအရာတည်ငြိမ်မှုနှင့်အုပ်ချုပ်သူအစိုးရတပ်ဆိုးရှိရေးကိုသာဥတီဖော်ဆောင်ထားခြင်းဖြစ်ပါသည်2021ခုနှစ်နောက်ပိုင်းတွင်နိုင်ငံတကာအတိုင်းဝိုင်းသည့်၎င်းတို့၏ပြည်ပအကူအညီများကိုလူသားချင်းစာနာထောက်ထားမှုအတွက်သာအကူအညီပေးခဲ့ကြတော့သည်ဖြစ်ပြီးနောက်ဆုံးရရှိထားသည့်အချက်အလက်များအရ2024ခုနှစ်သို့ရောက်ရှိချိန်တွင်မြန်မာနိုင်ငံသည်ပေးအပ်သည့်စုစုပေါင်းအကူအညီပမာဏမှထက်ဝက်ကျော်အထိထိုးဆင်းသွားခဲ့ကာအမေရိကန်ဒေါ်လာ1ဘီလီယံထိသာရှိတော့ပါသည်နိုင်ငံတကာ၏ပိတ်ဆို့အရေးယူမှုဘောင်စနစ်များနှင့်ပါပေါင်းစည်းလိုက်သည့်အခါ EHN နေသည့်လုပ်ငန်းဆောင်တာများလဲပတ်နိုင်စွမ်းမရှိတော့ဘဲပျက်စီးနေသည့်စေအုပ်စုထံသို့တရားဝင်ဝင်ငွေများစီးဆင်းမလာစေရန်ပိတ်ဆို့ဖြတ်တောက်လိုက်တဲ့ကဲ့သို့ဖြစ်စေပါသည်မြန်မာ၏ဖွံ့ဖြိုးတိုးတက်ရေးမိဖက်နိုင်ငံဆိုသည့်တရုတ်ဘက်ကအကူအညီများသည်လည်းမရေမရာသဘောမျိုးဖြစ်နေပါသည်2015ခုနှစ်ကဘီဂျင်းသည်ရင်းနှံစိတ်ကနှင့်တဘာဝဓာတ်ငွေပိုက်လိုင်းကဲ့သို့သောကျွေးမီဖြင့်အကောင့်ထဲပေါ်သည့်အခြေခံအဆောက်အအုံစီမံကိန်းများအပါအဝင်အမေရိကန်ဒေါ်လာ1ဘီလီယံနီးပါးသုံးစွဲခဲ့ပြီးအကူအညီအများဆုံးပံ့ပိုးပေးသည့်ထိပ်တန်းနိုင်ငံဖြစ်ခဲ့ပါသည်သို့တော်လည်းနှစ်ပေါင်းများစွာချင်းငွေပြန်လည်ပေးဆက်ရန်အခက်အခဲများနှင့်ရင်ဆိုင်ခဲ့ရပြီးအခြေခံအဆောက်အအုံဆိုင်ရာဂတိကဝတ်များကိုအကောင့်ထဲပေါ်ရန်ခက်ခဲခဲ့ခြင်းတို့ဖြစ်ပါခဲ့ပြီးနောက်2023ခုနှစ်သို့ရောက်ရှိခြင်းတွင်မူတရုတ်နိုင်ငံ၏ပံ့ပိုးကူညီမှုသည်ရှင်းနေတာကာလအတွင်း69.9%အထိထိုးဆင်းသွားခဲ့ကာအမေရိကန်ဒေါ်လာ3သန်းမြသာရှိတော့ပါသည်သို့တော်လည်း2023ခုနှစ်နောက်ပိုင်းတွင်မြန်မာနိုင်ငံမြောက်ပိုင်း၌အွန်လိုင်းငွေလိမ်ကိုင်များအစမတန်တိုးပွားလာခြင်းကြောင့်ဘီဂျင်းသည်ပြည်ရင်းစစ်ထက်သို့ဝင်ရောက်လာခဲ့ပါသည်တရုတ်၏နောက်ွယ်ကသဘောတူညီခွင့်ပြုချက်ဖြင့်အင်အား1000ခွဲခန့်ရှိသော၎င်းတို့၏ငွေစာတော်လှန်ရေးအဖွဲ့ဆိုသူများသည်နေမြေအချို့ကိုသိမ်းပိုက်ရရှိခဲ့တော်လဲအဆိုပါအရှင်ဟုံကိုနေပြည်တော်ရှိစစ်အုပ်ချုပ်ရေးရန်တရားအတွက်အစီအမံချင်းချောက်မှုတစ်ခုဖြစ်လာသည့်အထိမူပြောင်းလဲဖော်ဆောင်နိုင်ခဲ့ခြင်းမရှိသေးပါဘူး2024ခုနှစ်သည်မြန်မာနိုင်ငံအတွင်းတရုတ်နိုင်ငံ၏လှုပ်ရှားဆောင်ရွက်မှုများအတွက်အဆင့်တစ်ခုကိုစတင်ကူးပြောင်းလိုက်သည့်နေ့တစ်နေ့ဖြစ်ခဲ့ပါသည်စီးပွားရေးအခွင့်အလမ်းတစ်လည်းပေါ်ပေါက်လာခဲ့သည့်အတွက်တရားဝင်မှုသို့မဟုတ်အတိအမှတ်ပြုမှုကိုငွေပေး၍ဝယ်မီလားသို့မဟုတ်ငှားရမ်းရမီလားဆိုသည့်ပုံစံမျိုးဖြစ်လာပါသည်မြန်မာနိုင်ငံသည်သဘာဝသယံဇာတကျွဲဝသောနိုင်ငံတစ်ခုဖြစ်ပြီးကမ္ဘာပေါ်တွင်ရှားပါမြေဓာတ်စင်ထုတ်လုပ်မှု၌တတိယအဆင့်ရှိကသဘာဝဓာတ်ငွေတည်တံ့အရန်ပမာဏကုဗမီတာဘီလီယံ600ခန့်ကိုလည်းပိုင်ဆိုင်ထားပါသည်ဘီဂျင်းသည်မြန်မာလိုရှုပ်ထွေးဆိုးဝါးလာသောပြဿနာတစ်ခုအတွက်ငွေကြေးအမြောက်အများအကုန်ကြမခံပဲနောက်ွယ်မှစီမံဖန်တီးပေးနိုင်စွမ်းရှိလာခဲ့ပါသည်မြန်မာနိုင်ငံတွင်မြစ်တီအတိုက်အခံများမပါဝင်သောရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက်သန်းခေါင်စာရင်းကောက်ယူမှုစစ်တပ်အပေါ်စံကျင်သူများကိုထောက်လှမ်းဆောင်ကြည့်သည့်နည်းပညာများအပါအဝင်လုပ်ငန်းစဉ်များကိုဒေါ်လာတန်140မြစီစဉ်ပေးနိုင်ခဲ့ပါသည်။တစ်ချိန်တည်းမှာပင်တရုတ်သည်ကမ္ဘာတစ်ဝန်းရှိရွေးကောက်ပွဲများတွင်လည်းငွေနဲ့ဖြင့်ဗျူဟာများသည့်ရင်းနှီးမြှုပ်နှံမှုများကိုပြုလုပ်လာနေပါသည်။ဒီမိုကရေစီဖြစ်စဉ်များကိုပံ့ပိုးကူညီပေးရန်
အမေရိကန်ကစွန့်ခွာသွားခဲ့သည့်လက်ဟာကျမ်းမာမှုအလွန်မင်းကြီးမားကျယ်ပြန့်လာပါတယ်ဒီမိုကရေစီစနစ်ဆိုသည်ကတစ်ကြိမ်တစ်ခါဖိရှားခံလိုက်ရပြီးဆိုပါကပြန်လည်အသက်သွင်းရန်အလွန်ပင်ခက်ခဲလာပါတယ်တရုတ်နိုင်ငံသည်ငြိမ်းချမ်းရေးကိုဝယ်ယူနေခြင်းမဟုတ်ဘဲ၎င်းတို့ယင်းနှိမ့်မြုံနှံမှုများနှင့်နေဆက်ဒေသများကိုဘေးကင်းလုံခြုံစေရန်အတွက်လုံခြုံရေးတည်ငြိမ်မှုနဲ့အသာစီးရယူကြိုးကိုင်နိုင်မဲ့အခွင့်အာဏာတို့ကိုသာဝယ်ယူနေခြင်းဖြစ်ပါတယ်မြန်မာနှင့်ပတ်သက်၍ဘီဂျင်းလူလာချက်မှာတည်ငြိမ်မှုရှိသောမတည်ငြိမ်မှုအခြေအနေမျိုးသာဖြစ်ပါတယ်ဆိုလိုဒီမှာအုပ်ချုပ်သည့်အစိုးရအဖွဲ့တွင်တော်လှန်ပုန်ကန်မှုများနှင့်ဂိုင်းအဖွဲ့ကျိုးလွန်သည့်ရာဇဝတ်မှုများကိုနှိမ်နင်းနိုင်စွမ်းရှိသည့်အရေးချင်းအသင့်အတင့်ရှိနေမည်ဖြစ်တော်လဲတရုတ်၏ဩဇာအာဏာကိုပြန်လည်မေးခွန်းထုတ်နိုင်သည့်အစဉ်သို့မဟုတ်၎င်း၏ယင်းနှိမ့်မြုံနှံမှုများကိုအသက်အန္တရာယ်ပြုနိုင်သည့်အစဉ်ထိမူစွမ်းဆောင်၍အလွန်မြင့်မားမနေစေရန်ဖြစ်ပါသည်အနောက်နိုင်ငံမိဖက်များထံမှအကူအညီများခန်းချောက်လာခြင်းတွင်ရုရှားအိန္ဒိယနှင့်ပါရှန်ပင်လယ်ကွေ့နိုင်ငံအချို့သည်အကူအညီကယ်ဆယ်ရေးလုပ်ငန်းများ၌အသင့်အတင့်လှုပ်ရှားဆောင်ရွက်လာကြတော့လေမြစ်သည့်နိုင်ငံကများနေပြည်တော်အတွက်တရုတ်နိုင်ငံအပေါ်အလွန်မင်းမိခိုနေရမှုကိုလျှော့ချရန်သို့မဟုတ်အကာအကွယ်ရယူရန်လက်တွေ့ကျသည့်အခြားရွေးချယ်စရာနိုင်ငံမျိုးဖြစ်မလာခဲ့ပါဘူးဘင်္ဂလားဒေ့ရှ်နှင့်ထိုင်းနိုင်ငံတို့သည်နိုင်ငံတကာ၏လုံလောက်သောပံ့ပိုးကူညီမှုမရှိဘဲမြန်မာပြည်တွင်းရှိရှောင်လွှဲမရသောနောက်ဆက်တွဲဆိုးကျိုးဒဏ်များကိုအဆိုးရွားဆုံးခံစားနေကြရပါသည်ဂျပန်နိုင်ငံသည်2024ခုနှစ်တွင်မြန်မာနိုင်ငံသို့အကူအညီပေးရန်အမေရိကန်ဒေါ်လာတန်နဲ့ချီ၍သုံးစွဲခဲ့တော်လဲအများစုမှာဂျပန်ကုမ္ပဏီများကလုပ်ကိုင်သည့်တည်ယူပို့ဆောင်ရေးနှင့်စွမ်းအင်စီမံကိန်းများစီတို့သာဦးတည်သွားခဲ့ပါသည်၎င်းတို့ပေးရသည့်အကူအညီ၏10%များသာလျှင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းများအတွက်သုံးစွဲခဲ့ခြင်းဖြစ်ပါသည်နိုင်ငံတကာအတိုင်းဝိုင်းအတွက်မူမြန်မာရွေးကောက်ပွဲ၏တရားဝင်မှုအပေါ်ဝေခွဲမရဘဲစိတ်ကူးယဉ်နေသည့်ဒီမိုကရေစီနိုင်ငံဟု၍မရှိသလောက်ပင်ဖြစ်ပါသည်သို့တော်လည်းတရုတ်အတွက်မူဤရွေးကောက်ပွဲသည့်အကျိုးမြတ်များစွာပြန်ရမည့်ခိုင်မာသည့်ယင်းနှိမ့်မြုံနှံမှုတစ်ခုဖြစ်လာခဲ့ပါသည်အာဆီယံသည်လည်း၎င်းတို့ဘာသာချမှတ်ထားသောဘုံရပ်တည်ချက်ကိုကိုယ်တိုင်ချိုးဖောက်ပြီးစေအိုဆုနှင့်ဆက်ဆံရေးပြန်လည်ပြည်လဲလာစီရန်ကြိုးပမ်းလာသည့်အရေးအယောင်များပြလာပါသည်စေအိုဆုသည်ဤကဲ့သို့သဘောထားပျော့ပြောင်းလာမှုအပေါ်အခွင့်ကောင်းယူလျက်နိုင်ငံရေးကျင်းသားအနေငယ်ကိုပြန်လည်လွတ်ပေးခြင်းနှင့်ရွေးကောက်ခံခေါင်းဆောင်ဟောင်းဖြစ်သူနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်မှန်ကန်မှုရှိမရှိအတိမပြုနိုင်သေးသောဓပုံကိုထုတ်ပြခြင်းတို့ဖြင့်မြှူဆွဲလာပါသည်စိတ်ဝမ်းအကွက်ပြပျက်စီးနေသောမြန်မာနိုင်ငံ၏အနာဂတ်သည်ရှင်းလင်းပြတ်သားစွာမြင်နိုင်ရန်အလံဝေးလာသေးပါသည်မြန်မာပြည်ပခါသည်ရေရှည်ကြန့်ကြာနေပြီးအလွှာပေါင်းစုံရောထွေးရှုပ်ထွေးနေပါသည်ရေရှည်တည်တတ်မည့်မိသည့်နိုင်ငံရေးဖြစ်ရှင်းချက်မျိုးမဆိုတိုင်းရင်းသားခေါင်းဆောင်များနှင့်အင်အားစုအသီးသီးအကြားအာဏာကိုညီတူမျှတို့ခွဲဝေနိုင်ခြင်းပြည်ပခါ၏နောက်ဆက်တွဲဖြစ်ရများနှင့်ရခင်ကဖြစ်ပါခဲ့သောလူမျိုးတုံးတပ်ဖြတ်မှုဆွဆွဲချက်များ၏ရိုက်ခတ်မှုများကိုတရားမျှတစွာဖြေရှင်းရေးစာတီတို့ကိုမလွဲမသွေထည့်သွင်းစဉ်းစားဖြေရှင်းကြရမှာဖြစ်ပါတယ်။သို့တော်လည်းဒီကြတာကတော့ပြင်ပအာဏာရှင်နိုင်ငံကြီးတစ်နိုင်ငံကဒေါ်လာတန်140စိုက်ထုတ်ပေးထားသည့်အတူအယောင်ရွေးကောက်ပွဲတစ်ခုသည်ငြိမ်းချမ်းရေးအတွက်တော့အခြေခံအုတ်မြစ်တစ်ခုဖြစ်မလာနိုင်ခဲ့ပါဘူး။ထို့အပြင်စေအိုချုပ်ရေးရန်တရား၏ပြည်ရင်းလုံခြုံရေးအာဏာစက်ကိုပုံမိုခိုင်မာအောင်ကြားကန်ပေးထားခြင်းနှင့်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကိုထိန်းချုပ်ဟန့်တားထားခြင်းတို့ထက်ကျော်လွန်၍မြန်မာအရေးတွင်ပြည်ကျန်းအနေဖြင့်ယခုထက်ပုံမိုကြားဝင်ဆွဲဖက်ရန်တွန်းအားသို့မဟုတ်အကျိုးအမြတ်လုံးဝမရှိသလောက်ပင်ဖြစ်ပါသည်ပြည်သူတို့၏တရားတော်ဆင်မုတ်ချအောင်ရမည်ဟုဆိုထားပါရရှင်